ဒီနေ့ energy အရင်ကောင်းနေတယ်ပေါ့နော် energy ဘာလို့ကောင်းလဲဆိုတော့ဒီနေ့နေ့လယ်တော့ညီမလေးတယောက်နဲ့တွေ့တယ်တွေ့ပြီးတော့ဒီညီမလေးကကြတော့ယူနွယ်ဆိုတာသိမလားမသိဘူးနော် Facebook ကနေခင်တာဒီညီမလေးနဲ့လေအဲ့တော့ယူနွယ်နဲ့တွေ့ပြီးတော့စကားတွေပြောတာပါဇက်ပါညောင်းနဲ့အမှန်တော့2ယောက်လုံးလေသူလည်းပြောကိုလည်းပြောသူပြောကိုပြောနေပါဇက်တွေပါညောင်းသွားအဓိကကိုလုံးမဲ့ဒီရှေ့မှာလုံးမဲ့အလုပ်လေးရှိရပါတော့အဲ့တော့အဲ့ဒါကိုယူနယ်နဲ့တိုင်ပင်တယ်ယူနယ်ကလည်းသူလက်ရှိလုပ်နေတဲ့အလုပ်လေးတွေပေါ့အလုပ်လေးတွေကိုအများကြီး sharing လုပ်တယ်အဲ့ဒီတော့သူနဲ့ကိုနဲ့ဘာလုပ်လို့ရမလဲဆိုပြီးတော့စဉ်းစားတာပေါ့နော်ကိုရှေ့လျှောက်လုပ်မဲ့အလုပ်မှာဒီညီမလေးကလည်းဒီလုပ်ငန်း business လုပ်နေတဲ့လူတွေကိုကူညီပေးနေတယ်လို့ဆိုသူလုပ်နေတဲ့အလုပ်ကလေအဲ့ဒီတော့သူနဲ့ကိုနဲ့ဘယ်လိုလုပ်လို့ရမလဲစဉ်းစားရင်းနဲ့okay တချို့ကိုလည်းဒီ tips လေးတချို့လည်းရသွားတယ်ပြီးတော့ဒီလမ်းကြောင်းလေးတစ်ခုကိုပို့ပြီးတော့မြင်သွားတယ်ပေါ့သူကလေအလုပ်အရန်လုံးနိုင်တယ်ပြီးတော့ဒီအုံနောက်အရန်ကောင်းတယ်ပေါ့ဒီလားအဲ့တော့သူနဲ့တွေ့တော့ energy တွေရတယ် energy တွေသူကလည်းအဲ့လိုမျိုးလုံးဝကိုcan do attitude ပေါ့ဘာပဲဖြစ်ဖြစ်သူလုံးနိုင်တယ်ဆိုတဲ့လူသားမျိုးကကိုကလည်းဘာပဲဖြစ်ဖြစ်လုံးချင်တယ်ဆိုတဲ့လူသားမျိုးဆိုတော့သူနဲ့ကိုယ်နဲ့ပေါင်းလို့သေးလို့အဆင်ပြေတယ်အဆင်ပြေပြီးတော့ဒီရှေ့ဆက်ပြီးတော့လုံးမဲ့အလုပ်တွေလည်းရှိရပေါ့နော်ဒါပေမဲ့လုံးဝကိုတိတိတတ်တာကြီးမမရကြီးဒီနေ့ဖြစ်သွားတာတော့အဲ့လိုပါဇက်ညောင်သွားတာပေါ့အရင်စကားပြောပြီးတော့အဲ့လိုစိတ်ရောကိုယ်ပါနားထောင်တော့လေသူလည်းစကားလည်းပြောပြီးသားဟာမောလိုက်တာဆိုပြီးတော့သူလည်းမောကိုလည်းမော2ယောက်လုံးမောသွားတယ်ဒါဒီနေ့တမနက်လုံး time city မှာနည်းနည်းလေးအလုပ်များတယ်ဆိုတာလည်းပါသွားတာပေါ့နော်ဒီနေ့တိုင်းစီတီမှာလည်းဟိုပတ်ဒီပတ်နဲ့အလုပ်တွေများတယ်ပြီးတော့လည်းညနေပိုင်းသူနဲ့တွေ့တယ်အခုဗီဒီယိုလည်းမရသေးဘူးမရသေးတော့အိမ်ပြန်ရရောက်ချင်းကိုကားပေါ်မစင်မဲနဲ့ဒီမှာဗီဒီယိုလေးကိုပဲတစ်ချက်ရိုက်လိုက်ပါတယ်အဓိကကျမတို့ဟိုအလုပ်လုပ်နေတယ် energy ကောင်းတဲ့လူနဲ့နေရင် energy ပို့ပြီးတော့ကောင်းတယ်အလုပ်တွေပို့ပြီးတော့ဖြစ်မြောက်တယ်ဆိုတာကိုဒါလေး sharing လုပ်ပေးချင်တာပါ